စစ်မြေပြင်ရဲ့ကန်ဝင်လို့ပြောလိုက်ရင်အားလုံးပြင်းမြင်မိတာကတော့ Humvee ပါပဲဒါပေမဲ့ခုခါမှာတော့ဒီကန်ဝင်ကြီးရဲ့နေရာကိုပုံမကြန့်ခိုင်ပြီးဤပညာစစ်မြင့်တဲ့အေယာမသားရဲ့တကြီးတကောင်စားထိုးဝင်ရောက်လို့လာနေပြီဒါကတော့ JLTV ပါပဲမင်္ဂလာပါ NTLA Entertainment ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ American စစ်တပ်မှာလက်ရှိအသုံးပြုနေတဲ့ Humvee တွေရဲ့နေရာကိုအစားထိုးအသုံးပြုမဲ့ဒီစစ်သုံးရင်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်1985ခုနှစ်ကတည်းက American စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ Humvee တွေဟာတွားရလာရခက်ခဲတဲ့နေရာတွေမှာဆရာကျခဲ့ပေမဲ့ခေတ်သစ်စစ်ပွဲတွေရဲ့လမ်းဘေးထောင်ချောက်ဘုံတွေဖြစ်တဲ့ IED တွေကိုတော့မခုခံနိုင်ဘူးဒီအားနည်းချက်ကပဲ JLTV ဆိုတဲ့ user တစ်ရင်းတွေပေါ်ပေါက်လာဖို့အကြောင်းဖြစ်လာခဲ့တယ် JLTV တွေဟာ Humvee တဲ့ပုံချက်ကဘုံမှန်ကိုအောက်ပေါက်ခံနေရှိတယ်သူ့မှာ mobile ကိုတင်လာတဲ့ Tech High for Intelligence Suspension System လမ်းကြောင်းတွေကိုတနာရီမှာ20တောင်းနဲ့ဒီစစ်စစ်ဒီနေရင်းနေတယ်ပို့ဆောင်တဲ့ချက်ပစ္စည်းဒါဆိုရင်ဒီလောက်စမ်းဆောင်နေကောင်းတဲ့ JLTV တစ်စီးရဲ့တန်ဖိုးကဘယ်လောက်ရှိအခြေခံအဖြစ် JLTV တစ်စီးကို American $3 သိန်းနဲ့5သိန်းဝန်းကျင်ချကြတယ်။မြန်မာငွေနဲ့တွက်မယ်ဆိုရင်သိန်းပေါင်းတောင်းချီတဲ့ရှိတယ်။ပတ်စင်နဲ့လက်နက်စနစ်တွေနဲ့တန်ချက်ကတာပြီးဈေးနှုန်းကပွားချသွားတယ်Humvee တဲ့ဈေးကြီးရဆိုပေမဲ့ MRAP တွေထက်ပိုပြီးတက်တယ်လို့စမ်းဆောင်ရည်ကလည်းပိုပြီးပြည့်စုံတယ်။ American စစ်တပ်ကဒေါ်လာတန်းထောင်ချီကုန်ကျခံအစည်းအတောင်းနဲ့ချီအစားထိုးဝယ်ယူနေတာဖြစ်ပါတယ်။စစ်မြေပြင်ရဲ့ dynamic ကိုပြောင်းလဲဖြစ်ပြီးဒီ JLTV ရဲ့အကြောင်းကိုမိတ်ဆွေတို့ရောပြောတယ်ချက်လို့ပြီးခဲ့ကြတော့ခုလိုဆက်မစားစအကြောင်းကိုကြည့်ရှုဖို့ TLA Entertainment ဆိုတော့နောက်တင်မဲ့ဗီဒီယိုတွေပြန်ဆောင်တွေ့ကြပါစို့